စကားတကားလုံးမှာပါဝင်အားဖြည့်ခဲ့တဲ့သူတူဦးချင်းစီအတွက်ကိုအရင်ဦးဆုံးဝမ်းသာတယ်ပေါ့နော်ဒါကိုပါဝင်ထားတဲ့စကားလေးကဒီ nomination ဒီ22ကားမှာပါဝင်နေဆိုတော့ဒါဝမ်းသာစရာပဲပေါ့ကားတွေအများကြီးတွေကမှဒါစီစစ်ပြီးတော့မှရွေးထုတ်ထားတာလीဘယ်လိုပြောမလဲကိုစူးစမ်းထားတဲ့အရာကိုဘယ်သူမဆိုရင်ခုန်ခွင့်ရှိတယ်ဟိုခံစားခွင့်ရှိတယ်ပေါ့သေသွားတာတော့မှငါဘဝကိုပိတ်လောင်ချင်တော့မယ်လားလာကောင်းလာစားလိုက်ကြမန်လေးဖန်နဲ့ team radio ကိုအပိနာဆင်နေကြပရိသတ်များရှက် Road to Academy 2025 season ကနေပြီးတော့ပရိသတ်တွေအတွက် Academy ခုံတန်းစကားဝိုင်းကိုတက်ဆက်ပေးနေရပါ။ဒီရဲ့ဘေးမှာရှိနေတဲ့လူပညာရှင်ကတော့ရွှေသမီးပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါ။ညမင်္ဂလာရွှေရှင်စကားကြီးကလည်းဒီနေ့ရဲ့ပေါ့နော်။ Normally Serial 22ကားထဲမှာပါဝင်ကိတ်ချက်ခွင့်ရတယ်ဆိုတော့အဲ့အရင်ဆုံးဒါရင်ခုန်တဲ့ PDS ကားလေးကိုပြပြပေးပါရှင်။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကတော့ဒီစကားတကားလုံးမှာပါဝင်အားဖြည့်ခဲ့တဲ့သူတူဦးချင်းစီအတွက်ကိုအရင်ဦးဆုံးဝမ်းသာတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ဒီအဖွဲ့သားတွေစူးစမ်းမှုနောက်တစ်ခုကကျတော့ဒီ street တို့ပေါ့ဒါကိုပါဝင်ထားတဲ့စကားလေးကဒီ nomination ဒီ22ကားမှာပါဝင်နေဆိုတော့ဒါဝမ်းသာစရာပဲပေါ့ကားတွေအများကြီးတွေကမှဒါစီစစ်ပြီးတော့မှရွေးထုတ်ထားတာလीဟုတ်ကဲ့ပါ street အနေနဲ့ရောဒီ2025ရဲ့ပေါ့နော် Academy ဆင်းဝင်ရုပ်ရှင်စကားကြီးတွေမှာဘယ်ကားတွေကိုထပ်ပြီးတော့ကြည့်ဖြစ်သေးလဲပေါ့နော်ဘယ်သူတွေထပ်ကောရင်ခုန်မှုတွေရှိနေသေးလဲပေါ့နော်အဲ့ဒါလေးလည်းတစ်လက်စာပြပြပေးပါအောင်ဟုတ်ခုနောက်ပိုင်းကတော့တော်တော်များများကြည့်ပြတယ်ဟို pressure တွေမဖိရင်တော့မှကိုယ်တိုင်ဒါတငယ်ချင်းတွေနဲ့စုပြီးတော့မှရုပ်ရှင်ကိုရအောင်သွားပြီးတော့မှကြည့်ဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်များများတော့ကြည့်ပြတယ်ရှက်ဒီပါဝင်တဲ့ကားတွေပေါ့နော်ပြောတဲ့ပြန်မပြောရဆိုတခြားကားတွေလည်းဒါကြည့်ပြပါသေးတယ်ဟုတ်ကဲ့ပါညမင်္ဂလာရုပ်ရှင်စကားကြီးက Academy စုတစ်ခုသာစုခုရရှိမယ်ဆိုရင်ရွှေအနေနဲ့ပီတိရင်ခုန်တန်နေရအောင်ဟုတ်အတိုင်းမသိဝမ်းသာမှာပေါ့ဒါကိုပါဝင်ပြီးတရုပ်ဆောင်ထားတဲ့ဇက်ကားမှာဒီတစုလောက်ရရင်ကိုပဲဒါဘယ်လိုပြောအမောပြေသွားပျော်တာပေါ့နော်ဘာလို့ဆိုဟိုဒါရွှေရုပ်ကိုယ်တိုင်လည်းပါဝင်ရိုက်ကူးထားတာဆိုတော့ဟို horror လေးဖြစ်နေတော့じゃဘယ်လောက်ထိပင်ပန်းကြတယ်ဟိုတကယ်ဟိုတညလုံးရိုက်ရတာတွေမိုးလင်းပေါ့နော်နေ့တိုင်းမိုးလင်းရိုက်ခဲ့ရတယ်ပေါ့ဒီ ending ဆိုရင်လည်းရွှေတို့ဒီ3ရက်လောက်ခွဲပြီးရိုက်ရတယ် ending တစ်စင်းနဲ့ကြည့်ရတာဟိုရုပ်ရှင်ထဲမှာခဏလေးလိုပဲဒါပေမဲ့အဲ့တစ်စင်းနဲ့ကိုပဲရွှေတို့3ရက်လောက်ခွဲပြီးရိုက်ခဲ့ရတာပေါ့ဟုတ်ကဲ့ပါအဲ့လိုရိုက်ကူးနေနေပေါ့နော်ဒီ scene လေးမှာတခြားလူတယောက်ဆောင်တာပဲဖြစ်ဖြစ်ကိုတယောက်ဆောင်တာပဲဖြစ်ဖြစ်စီးမျောသွားပြီးတော့ဟာဒီဇက်ကွက်လေးက carry ဇက်ကွက်လေးများလားဆိုပြီးတော့ခံမှန်းရတဲ့အထိပေါ့နော်အဲ့လိုမျိုးစိတ်လှုပ်ရှားမှုတွေရှိခဲ့လားအဲ့ဒါလေးရှိနေဝင်မျှပေးပါအောင်ရှိတာပေါ့ဒါနောက်ဆုံး ending မှာဆိုရင်လည်းဓမ္မကြီးပေါ့မာကြီးရဲ့ဒီဟိုနောက်ဆုံးတတ်မှုအမြင့်ဆုံးပေါ့သားသမီးအတွက်ကိုမိခင်တယောက်ရဲ့ဒေါသမိခင်တယောက်ရဲ့မကျေနပ်မှုတွေရဲ့ဟိုထွက်လာတဲ့စကလုံး flow အမျက်လုံးအကြည့်တွေကတကယ်ကိုစက်သိမ်းထားစရာကောင်းနေပေါ့နော်ဆိုတော့ဟိုတခြားသူတွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီညမင်္ဂလာရဲ့ဇက်ဝင်တရားလည်းတကယ်ဟိုပေါ့နော်ဇလန်းနဲ့အညီပေါ့နော်တေးသွားရတယ်ရမ်းမိုက်တယ်ဆိုတော့ပေးနေကြရုပ်ရှင်စုတွေအပြင်ပေါ့နော်ဒီလိုဇက်ဝင်တေးစုတွေပါရောရကျင်စိတ်တွေရှိလားပေါ့နော်ဟိုကိုတာဆိုလို့ရှိရင်ပေါ့နော်ပေးနေရှိတာပေါ့ဆိုတော့ဒီကားထဲမှာဆိုရင်လည်း DOP ကလည်းအရန်ကိုကောင်းတယ်ပြီးရင်ဟို ticket ပေါ့ဒါ edit ကလည်းအရန်ကိုကောင်းတယ်ဒီရွှေတို့ဒီ scene လေးတွေ trailer ထုတ်တဲ့ scene လေးတွေမှာဆိုရင်လည်းဒီ transition ပေါ့ဟုတ်ကဲ့ပါဒီမင်းသမီးနှစ်ယောက်ဟိုလဲသွားတဲ့ဟာကို transition ရိုက်တာဟိုအဲ့ဒါကိုအရန် smooth ဖြစ်တာပဲတွန်းလွှတ်လိုက်တာတော့ရွှေတွန်းလွှတ်လိုက်တယ်ဒါပေမဲ့ပြန်ကျသွားတဲ့ဟာကျတော့မဖို့ပြုတ်ကျသွားဆိုအဲ့ transition လေးတွေလည်းအရန်မိုက်တယ်ဟိုပြီးရင်ဟိုတစ်စင်းနဲ့တစ်စင်းတကယ် jump scare ပေါ့jump scare တွေမှာဆိုရင်လည်းတကယ်ယုံထဲမှာပေါ့ထိတ်လန့်ပြီးတော့မှလန့်သွားတဲ့စင်းတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုရိုက်ကူးတဲ့သူတွေလည်းတော်သလို DOP တွေလည်းတော်သလိုဒီကင်မရာနောက်ကွယ်ဟာနေပြီးတော့မှစကားကြီးတစ်ခုလုံးချောင်းမွေသွားအောင်လို့ edit လုပ်ပေးတဲ့ဒါပညာရှင်တွေနဲ့ဟိုပညာရှင်တွေကိုလည်းရွှေအများကြီးမျှော်လင့်နေပေါ့ဟုတ် actor တွေကတော့တိုင်းမသိပါရွှေအနေနဲ့ရောအဲ့ပွဲကင်းထဲမှာကိုတာအကယ်မီရွှေစင်ရုပ်ထုတဲ့လက်တကယ်လို့မှရှိနေမယ်ဆိုရင်ရောခံစားမှုတွေကဘယ်လိုဖြစ်နေမလဲပေါ့နော်အဲ့ဒီချိန်ကတော့လေ
ပြောမပြတက်လောက်အောင်ကိုဖြစ်မဲ့တယ်နဲ့ဆိုတော့အခု nominees ထဲမှာဒါခံမှန်းနေပြည်သက်တွေခံမှန်းနေကြတယ်10ယောက်15ယောက်အများကြီးပေါ့နော်ဆိုတော့အဲ့ဒီ10ယောက်15ယောက်လုံးရဲ့ feeling ကအခုအချိန်မှာအကုန်တူတူပဲလို့ရွှေကတော့မြင်တယ်ပေါ့နော်ဘယ်လိုပြောမလဲကိုစူးစမ်းထားတဲ့အရာကိုဘယ်သူမဆိုရင်ခုန်ခွင့်ရှိတယ်ခံစားခွင့်ရှိတယ်ပေါ့ဆိုတော့အရွှေရဲ့အဲ့လိုပဲတတ်မှတ်ထားလို့လေအခုအားလုံးကတော့အဲ့ဒီစိတ်ဖြစ်နေမယ်လို့တော့ထင်တယ်ပေါ့နော်နီးလာနဲ့ညနေကုန်တန်းပိုကျဲလာမှာပေါ့နော်ဟုတ်တယ်ရှင်မှတ်ကြောင်လေးတစ်ခုဆိုတော့ရွှေအနေနဲ့ရော Academy ဆိုရဲရုပ်ထုလေးတစ်ခုကကိုယ့်အတွက်အထိပ္ပယ်ဘယ်လောက်ထိရှိနေလဲပေါ့နော် Academy ဆိုရဲအရာလေးအထိပ္ပယ်ကိုလည်းရွှေခွင့်ဆိုပေးပါအောင်ဟုတ်ရိုးရိုးရှင်းရှင်းလေးတွေးရရင်တော့ဒါအမှုပညာရှင်တွေအတွက်ဒီတွားနေရတဲ့လမ်းကြောင်းတစ်ခုမှာထူးချွန်စုပေါ့ဟုတ်ကဲ့ပါ item ဘိုင်းမှာထူးချွန်တဲ့ထူးချွန်စုပေါ့နော်ဒီတခြားပညာရက်တွေမှာဆိုရင်လည်းသူတို့ပညာရက်တွေမှာဒီလူကတော့ထူးချွန်လို့ပေးတယ်ဆိုတာမျိုးပေါ့နော်ဒါကရိုးရှင်းရှင်းလေးတွေ့ရပေါ့ရွှေတို့အနေနဲ့ကြတော့လဲဘယ်လိုပြောမလဲဒီဒါကွက် career ဖြစ်သွားပြီလေဟုတ်ကဲ့စီးပွားရေးလည်းဒါပဲသူကွက်ဝါသနာလည်းဒါပဲဖြစ်သွားတဲ့အချိန်မှာတော့ဘယ်သူမဆိုကတော့လိုချင်ကြတယ်ဆိုတော့ဒီစုလေးကအဲ့ဒါထက်ကိုအများကြီးပို့ပြီးတော့မှလေးနေတာပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုကိုယ့်ရဲ့အချိန်ဒါရွှေလို့ဆိုအချိန်ကြီးအများကြီးပေးခဲ့ရတယ်လीနော်ဒီအချိန်နေဒီအနေထားရောက်ဖို့အချိန်နေလည်းအများကြီးပေးရတော့ကြတော့ဒီကိုသွားနေတဲ့လမ်းလေးမှာအထောက်ပံ့ကောင်းတစ်ခုပေါ့ဆိုတော့အဲ့လောက်ထိလေးနေတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ပွဲတက် fashion တွေရောပြင်ပြီးပြီလားဟုတ်စီစဉ်နေကြပါတယ်စီစဉ်နေတော့ပေါ့နော်မနိုင်မကန်ရွှေအဲ့လိုနှစ်တိုင်းဒီ academy ပွဲအတွက်ပေါ့နော်အများကြီးအကြီးအဲ့လိုမျိုးအရန်စဉ်းစားလေးသိမရှိဘူးကိုကိုရန်လည်းအဲ့လိုနည်းနည်းအခုချိန်ထိပေါ့နော်စိတ်ကတော့ရိုးရှင်းရှင်းလေးပဲကြိုက်တော့ကြတော့အဲ့လိုရိုးရှင်းရှင်းလေးတွေကိုပဲတွေးဖြစ်တယ်ဆိုတော့ပေါ့ပါပဲဒီပွဲလေးကဒါတကယ်ကိုအနုပညာရှင်တွေပြီးအတတ်ပညာရှင်တွေဒါအားလုံးတစ်နှစ်တစ်ခါပေါ့နော်စူးစီးကြတဲ့ပွဲလေးပေါ့ဟုတ်ဆိုမုတ်တယ်ရောစားအောင်ပါလားစားမှာပေါ့ဘုံကတော့မြန်စားဖြစ်နေပါကျလို့မရဘူးနော်အိတ်ထဲတော့ပါသွားမယ်သူနဲ့ပွဲကင်းနေမှာဟုတ်ကဲ့ဒီမစီမြင့်နဲ့ပါတော့မရှိပါဘူးမီဝါလို့ပြောထားရပေါ့နော်ဒါပေမဲ့ရွှေရလည်းအထက်ရောက်ရင်ဆိုရင်ပြန်ထွက်ဖို့ကလည်းခက်တယ်လीနော်တခါကျတော့လည်းလက်ဝတ်ရန်နာတွေနဲ့ဒီအဝတ်စားလှလှပါဝတ်ထားတော့ကျတော့အဲ့လိုလှလှပါလေးအလားပြပေါ့နော်အဲ့လိုမျိုးလေးလည်းနေရမှာလीနော်ဒါပေမဲ့လည်းထစားလို့မရတော့ကြအဲ့လိုမျိုးလေးကိုယ့်အတွက်ဆောင်သွားတာအဆင်ပြေပါဆိုရွှေရအရန်ပိုက်စာတက်တယ်အဲကြောင့်2 နာရီကြာတစ်ခါလောက်ကိုပိုက်စာတက်တော့ကြတော့ယူသွားဖြစ်တာပေါ့နော်ဆောင်ဖြစ်တာပေါ့ဟုတ်ကဲ့ပါဆိုတော့ပရိသတ်တွေကိုပေါ့နော်ညမင်္ဂလာရောရုပ်ရှင်ကြည့်ပြီးတော့အားပေးခဲ့ကြတဲ့ပရိသတ်တွေရောညီမလေးကိုအားပေးရဲ့ပရိသတ်တွေရောအတွက်အမှတ်တရစကားပြောရင်းနဲ့နှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ရွှေတို့ပေါင်ဝင်တရုပ်ဆောင်ထားတဲ့ဒီညမင်္ဂလာရုပ်ရှင်စကားကြီးကဒီပြသနေတဲ့အချိန်မှာလေတကယ်ကိုအများကြီးဘယ်လိုပြောမလဲအောင်မြင်ခဲ့တယ်ပေါ့နော်အများကြီးအောင်မြင်ခဲ့တယ်ရွှေတွေနှစ်ပတ်ကျော်တဲ့အထိကိုလည်းဒါဆက်လက်ပြီးတော့မှရုပ်တင်ပြသခဲ့ရတယ်အဲအတွက်ကြောင့်ဒါညမင်္ဂလာအဖွဲ့သားတွေအားလုံးပေါ့ producer နေအစဟိုဘက်ကင်မရာနောက်ကွယ်ကအတတ်ပညာရှင်တွေအစုံပေါ့နော်ဒီအားလုံးပဲစုကြည့်ပိုင်ဆိုင်ကြပါစေလို့ရွှေရဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါရွှေရနှစ်လဲအများဆုံးဖြစ်လာပါစေလို့လည်းဒီလိုမန်လေး fan နဲ့ကြုံရဆုတောင်းပေးပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ပေးရဆုနေပြပါစေရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ